အားလုံးပဲမင်္ဂလာပါမင်းတို့ရဲ့စင်ကမာ plastic ကနေပြီးတော့ပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့မင်း customer လေးတွေကိုပြပေးချင်တာကကြတော့ဆိုင်မှာတကူးတကောက်ကိုတီးတီးတန်းတန်းကိုအဖုံးကြီးပဲတက်တက်ခွာကြီးပဲတီးတန်းလိုချင်တဲ့ဆိုတဲ့ customer တွေအတွက်ကိုရောင်းပေးမယ်အထူး special video လေးပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဈေးတွေကလည်းစက်ရုံဈေးထက်အားလုံးကို short ပြီးတော့ရောင်းပေးပါမယ်ရှင်အဲ့တော့ဘယ် ML လေးပါလဲဆိုတာကိုလိုက်ကြည့်လိုက်ကြရအောင်အဲ့တော့ပထမဆုံးအနေနဲ့ပြပေးမှာဒီမင်းတို့က1950 ml ဖြစ်ပါတယ်ဒီအားလေးဒီ1950 ml အမြင့်ဘူးလို့ခေါ်မယ်ဆိုလိုသည်သူဒီပွဲကြီးတွေပါဆိုလို့ရှိရင်ထည့်လို့ရပါတယ်သူဒီ popular company ကထုတ်တဲ့ဥစ္စာဖြစ်မယ်သူဒီ1950 ml ဖြစ်ပါတယ်ဒါဒီအထူး special video လေးမို့လို့ဒါလေးဒီအဖုံးမရပါဘူးခွက်ကြီးပဲတီးတက်လိုချင်နေဆိုတော့ customer တွေအတွက်အထူးရောင်းပေးထားတာဖြစ်ပါတယ်ရှင်ဈေးနှုန်းကလည်းမင်းတို့စက်ရုံထပ်ပို့ပြီးတော့တက်တာအောင်ရောင်းပေးထားပါတယ်ရှင်အဲ့တော့ဒီမှာဆိုလို့ရှိရင်အဝအားဖြင့်ဆိုလို့ရှိရင်မင်းတို့ဒီ6လက်မခွဲရှိပြီးတော့အမြင့်အားဖြင့်ဆိုလို့ရှိရင်တော့4လက်မခွဲရှိပါတယ် popular microwave ဘူးအမာသားဖြစ်ပါတယ်ခွက်ကြီးပဲတီးတက်ရောင်းပါတယ်ရှင်ခွက်ကြီးပဲတီးတက်လိုချင်တဲ့ customer လေးတွေအတွက်ဖြစ်ပါတယ်ဆိုတော့မိမရှိမှာအရေးအတွက်ကဘယ်လောက်ရှိမလဲအရေးအတွက်လေးဒီလဲ limited stock ပဲရှိပါတယ်1950 ml ဒီမိမှာပြတ်ထားတဲ့ဘူး80တာရပါမယ်ရှင်အဲ့တော့ဈေးနှုန်းကဘယ်လောက်နဲ့ရမလဲဆိုတော့မိတို့ကဟာဒီလိုမျိုး popular plastic ကထွက်တဲ့အမာသာ microwave လဲခံတယ်အပူတန်လည်းခံတယ်အေးတန်လည်းခံတယ်ဆိုတော့ဘူးအမာသားဒီလိုဟိုမမင်းတို့ကတဘူးကို400ကျပ်နဲ့ပဲရောင်းပေးမှာဖြစ်ပါတယ် stock အနေနဲ့ဘူး80ရမှာပဲမင်းတို့ကလက်ကားဆိုင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ customer လေးတွေအနေနဲ့မိမိတို့ယူတဲ့ site ကိုတော့ပုတ်ဖြတ်ယူပေးရမှာဖြစ်ပါတယ်အဲ့တော့တဘူး400ကျပ်ဆိုမိမိတို့စက်ရုံကထွက်တဲ့ဈေးတောင်မရှိဘူးเนาะစက်ရုံဈေးလည်း short ပြီးတော့ရောင်းပေးထားတယ်ဒါဒီခွက်ကြီးပဲတီးတန့်ရောင်းပေးတာဖြစ်ပါတယ်ခွက်ကြီးပဲတီးတန့်လိုချင်တဲ့ customer လေးတွေရှိလို့ပါအဲ့တော့ဒီ site ဒီမင်းတို့အင်ရှင်မတွေလည်းသုံးဒီခွက်ကြီးပဲတီးတန့်အောင်မအလူဒါနာလုံးချင်တဲ့လူတွေပဲဖြစ်ဒါမှမဟုတ်တခြားကိုအသုံးတရာအတွက်ပဲဖြစ်ထည့်လို့ရတယ်ပစ္စည်းကောင်းလေးပဲဖြစ်ပါတယ်ရှင်တဘူးကို400ကျပ်ပါဘူး80သာရရှိပါမယ်ရှင်အဲ့တော့နောက်တစ်ခုကိုမင်းပြပေးပါမယ်နောက်တစ်ခုလေးဒီအင်ရှင်မတွေအကြိုက်ဖြစ်ပါတယ် popular ကထွက်တဲ့2500 ml ဘူးဖြစ်ပါတယ် popular ထွက်တဲ့2500 ml ဘူးအဝိုင်းဖြစ်ပါတယ်မာလာရှန်ကောတွေပါလေဆိုလို့ရှိရင်ကောင်းကောင်းထည့်ကြတဲ့ site ပါအဲ့တော့ဒါလေးဒီလေခွက်ကြီးပဲတီးတက်လာမေးတဲ့ customer တွေအတွက်ရောင်းပေးလိုက်ပါတယ်ရှင်အဲ့တော့ခွက်ကြီးပဲတီးတက်ရပါမယ်ဆိုတော့အဝလေးကိုတိုင်ကြည့်လိုက်တဲ့အခါမှာအဝဒီ6လက်မခန့်ရှိမယ်အမြင့်လေးဒီမင်းတို့3လက်မခန့်ရှိပါမယ်ရှင်သူဒီလဲ limited store ပါသူကလည်းမင်းတို့15ဘူးသာရပါမယ်ရှင်အဲ့တော့ခွက်ကြီးပဲတည်တန့်ရောင်းပေးပါတယ်ရှင်အဲ့တော့ဆိုတော့မင်းတို့ကဈေးကိုဘယ်လောက်နဲ့ထားပြီးရောင်းပေးမလဲဆိုတော့တဘူးကို600ကျပ်နဲ့ရောင်းပေးပါမယ်ရှင်အဖုံးခွက်ကအပါဆိုလို့ရှင်အပြင်မှာပေါက်သေးစီထောင်ချီတန်းပါတယ်ဘာဖြစ်လို့လဲဆိုအားလုံးသိတဲ့အတိုင်းပဲမာလာရှန်ကောတွေကအရန်ကိုခုနောက်ပိုင်းဖွင့်လာကြဖြစ်တဲ့ကြောင့်မလို့မာလာရှန်ကောဘူးတွေကအရန်ကိုဈေးကြီးပါတယ်ဆိုလိုတာကဒါကြောင့်မလို့မင်းစက်ရုံဈေးထက်လဲ short ပြီးတော့ရောင်းရမယ်တဘူးကို600ကျပ်ပါအားလုံးမမင်းတို့15ဘူးရရှိပါမယ်အဖုံးမပါပါဘူးရှင်ခွက်ကြီးပဲတီးတန့်ရောင်းပေးတာဖြစ်ပါတယ်ရှင်အဲ့တော့နောက်တစ်ခုကတော့မင်းရေ picnic လည်းထွက်ချင်တယ်ပကံဒီခွက်တွေလည်းမစေးချင်ဘူးဆိုတဲ့သူတွေအတွက်ပါဒါလေးကတော့မင်းတို့ HK ကထွက်တဲ့အထူးမိတ်ဆက်စရာမလိုရဲပေါ့နော်3ကန့်ထမင်းဘူးလေးဖြစ်ပါတယ်ဒီ3ကန့်ထမင်းဘူးလေးမှာဆိုလို့ရှိရင်ကြတော့picnic ထွက်တဲ့လူတွေ diet plan စားတဲ့လူတွေအတွက်အရန်သင့်လျော်ပါတယ်ရှင်သူဒီမင်းတို့ကဒီမှာ HK ရထွက်တဲ့ HK logo နဲ့လာမယ်ဒီမှာဟင်း3ကန်းထမင်းတစ်ကန်းထည့်လို့ရမယ် picnic ထွက်တဲ့လူတွေအတွက်အလှူလုပ်တဲ့လူတွေအတွက်အရန်ကိုအဆင်ပြေပါတယ်ဒီမှာလည်းဆိုလို့ရှိရင် customer လေးတွေကမင်းရေအဖုံးမလို့ခြင်းဘူးကြီးပဲရောင်းပေးပါဆိုလို့ပြောနေကြတာဖြစ်တဲ့ကြောင့်မလို့မင်းဒီ sorry မင်းဒီဘူးကြီးပဲရောင်းပေးပါမယ်ဒါလေးဒီလေ stock အများကြီးမရှိဘူးမင်းတို့အားလုံးပေါင်း stock ဒီမှာ9ဘူးသာရှိပါမယ်ရှင်အဲ့တော့မင်းဒီ9ဘူးကိုဘယ်လောက်နဲ့ရောင်းပေးမလဲဆိုလို့ရှိရင်တော့မင်းဒီတဘူးကို250နဲ့သာရောင်းပေးပါမယ်ရှင်အော်ဒီလိုမျိုးတစ်ခွက်ကို250ဆိုတာအင်မတန်တန်နေပါပြီเนาะမင်းတို့ဘယ်နေရာမှာပဲသွားဝယ်ဒီနှုံးထားလုံးဝမရဘူးသေချာတယ်စက်ရုံဈေးတစ်ထက်လည်း short ပြီးတော့ရောင်းပေးထားတယ်ဒါခွက်ကြီးပဲတီးတန့်ပေါ့เนาะဒါကြောင့်မလို့ picnic ထွက်မဲ့ customer လေးတွေအတွက်ဆိုလို့ရှိရင်အထူးအဆင်ပြေပါတယ်ဒါday trip တွေ short trip တွေထွက်နေတယ်ဆိုလို့အရင်ကောင်းပုံပါတယ်အဲ့တော့နောက်တစ်ခုပြပေးမယ့်ပစ္စည်းလေးကဘာလဲဆိုလို့ရှိရင်ကြတော့မင်းတို့ဒီမှာဟင်းရည်တွေဘာတွေထည့်တဲ့ဘူးလေးစံပြုတ်တွေဟင်းရည်တွေဒီမှာမြုပ်သီးကြော်တွေပါထည့်ဆိုလို့ရှင်ဒီ site လေးကအရန်သင့်လျော်ပါတယ်အဲ့တော့ဒီဘူးလေးကမင်းတို့က UPI ထွက်ပါတယ် UPI ထွက်တယ်ဆိုလို့ရှင်မင်းဆိုင်မှာဒီပစ္စည်းတစ်ခုထဲရောင်းပေးတာပါပေါ့နော်ဒါလည်း popular ပစ္စည်းပြတ်သွားလို့
အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါဒီ450 ml လာမယ်သူဒီ popular အတိုင်းပဲပစ္စည်းလေးဒီမှာတယ်အဲ့တော့မင်းရှိမှာဒီခါဒါလဲဘူးကြီးပဲတီးတန့်လိုချင်တယ်ဆိုတော့ customer လေးအတွက်မင်းအထူးဈေးနဲ့ရောင်းပေးပါမယ်ဘလောက်နဲ့ရောင်းပေးပါလဲဆိုတော့မင်းကတဘူးကိုမင်းကမြန်မာငွေ150ကျပ်တီးနဲ့ရောင်းပေးပါမယ်ရှင်အဲ့တော့မြန်မာငွေ150ကျပ်တီးနဲ့ရောင်းပေးမယ်ဘူးလေးကဘလောက်လဲဆိုတော့ဒီမှာအဝတ်အားဖြင့်ဆိုလို့ရှိရင်မင်းတို့4လက်မခွဲရှိမယ်အဲ့တော့အမြင့်အားဖြင့်ဆိုလို့ရှိရင်တော့2လက်မခွဲခန့်ရှိမယ်ပေါ့နော်မင်းတို့ရဲ့ stock ကလည်း limited stock ဖြစ်ပါတယ်ဒီဟာဒီမင်းတို့ဘူး90ပဲကျန်ပါတယ်နော်ဒါကြောင့်မလို့ဘူး90တဘူးကို150ကျန်တဲ့အဖုံးမပါဘဲနဲ့ရရှိနိုင်ပါတယ်ရှင်အဲ့တော့လူတကိုအစိတ်တစ်မျိုးဆိုသလိုမျိုးပေါ့နော်ဘူးကြီးပဲလာမေးတဲ့ customer တွေလည်းရှိတယ်လို့မျိုးမင်းတို့မှာအဖုံးကြီးပဲအသီးသန့်လာပြီးမေးတဲ့ customer တွေလည်းရှိပါတယ်ဒါကြောင့်မလို့မင်းကအဲ့ဒီ customer လေးတွေအတွက်အထူး special ဒီမှာအဖုံးကြီးပဲဟိုလည်းရောင်းပေးထားပါတယ်ရှင်အဲ့တော့အဖုံးကြီးပဲဘာလဲဆိုတော့ဒီမှာ1000 ml 1000 ml 950 ml ရောင်းနေတဲ့သုံးနေတဲ့ customer တွေအရန်အပြောက်ရှဆုံး site ဖြစ်တဲ့ဟရိယ1000 ml အတွက်အဖုံးလေးကိုရောင်းပေးပါမယ်ရှင်အဲ့တော့ဒီ site လေးဒီမင်းတို့အရန်အသုံးများတဲ့ site လေးပါcustomer တွေအနေနဲ့ site မှာအဖုံးတွေကွဲသွားတယ်ပျောက်သွားတယ်တခုခုပေါ့နော် some reason ကြောင့်ဖြစ်အဖုံးကြီးပဲတီးတန့်လာမေးတဲ့လူတွေအတွက်အဖုံးကြီးပဲရောင်းမေးထားပါတယ်ရှင်အဲ့တော့သူ့ရဲ့အဖုံးလေးဒီမင်းတို့အဝါအကျဲ9လက်မခွဲရှိပါတယ်သူဒီဘာနဲ့တော်လဲလို့ရှိရင်မင်းတို့က popular ကထွက်တဲ့950 ml 1000 ml ဘူးနဲ့ကွက်တီတော်ပါတယ်ရှင်အဲ့တော့သူဒီမင်းတို့ limited stock ဒီမှာလဲအခု30ပဲရှိပါမယ်တဖုံးကိုမင်းတို့မြန်မာငွေကျပ်100နဲ့သာရောင်းချပေးပါမယ်ရှင်မင်းတို့ဒီလက်ကားဆိုင်ဖြစ်တဲ့ကြောင့်မို့လို့ site တစ်မျိုးတည်းယူရဆိုစေဘယ် site ပဲယူအဲ့တစ် site ထဲကို customer လေးတွေကရှိတဲ့ stock အကုန်ယူဝေးရမှာဖြစ်ပါတယ်ရှင်ဒါလေးဒီအဖုံး30ပဲရှိပါတယ်အဖုံး30ဆိုမြန်မာငွေကျပ်တဖုံးမှာ100ဆိုတော့ customer လေးတွေအနေနဲ့သူဒီ3000ပဲကျတင်မှာဖြစ်ပါတယ်ရှင်နောက်တစ်ခုဒီမှာ popular ကထွက်တဲ့ဒါလေးဒီ1200 ml 1500 ml 1800 ml ဒီ site 3မျိုးရဲ့အဖုံးဖြစ်ပါတယ်သူဒီ site တွေဒီများသောအားဖြင့် popular ထက်တဲ့ဘူးတွေမှာဒီထိတ်တွေတခါတလေကွဲနေရမျိုးတွေပါတတ်တယ်နော်မင်းတို့ကအဲ့လိုကွဲနေတဲ့ customer တွေခဏမေးလို့ request လုပ်လို့ဒီဘူးလေးတွေရဲ့အဖုံးကြီးပဲတီးတန့်ကိုရောင်းမေးထားပါတယ်ရှင်အဲ့တော့အရေးအတွက်ဘယ်လောက်ရမှာလဲရေအတွက်ဘယ်လောက်ရမှာလဲဆိုတော့မင်းတို့က50သူကစက်ယုံကနေပြီးတော့50ကိုတဆွဲလာတာပေါ့နော်ဒါကြောင့်မလို့50ပါတဆွဲနဲ့48ဘူးပါတဆွဲရပါမယ်ရှင် customer လေးတွေအနေနဲ့ popular ကထွက်တဲ့ဘယ် site ပဲ1200ကစလို့ပေါ့နော်4000ဘူးသုံးတဲ့လူတွေဆိုသိပါတယ်4000ဘူး popular ထွက်တဲ့ TWS 12နောက်ပြီးတော့ TWS 14 TWS 15ဒါ popular ထွက်တဲ့ကုန်းနံပါတ်တွေပေါ့နော်အဲ့တော့1200 ml 1500 ml 1800 ml 4000နေနဲ့အကုန်တွဲပြီးတော့ဖုံးလို့ရပါတယ်ရှင်ဒါလည်း popular တစ်စိတ်ပါအဲ့တော့မင်းကဒီမှာနော် popular တစ်စိတ်လေးကမင်းကဒီအဖုံးကိုဘယ်လောက်ဈေးနဲ့ရောင်းဝေးပါလဲဆိုလို့ရှိရင်တစ်ဖုံးကိုမြန်မာငွေကျပ်200တဲ့နဲ့ရရှိနိုင်ပါမယ်ရှင်အဲ့တော့မိတ်ဆွေကမင်းတို့ကိုဘယ်လောက် stock ယူဝေးရမလဲဆိုလို့ရှိရင်148ဖုံးမင်းတို့ stock ရှိရာပုတ်ဖြတ်ယူဝေးရပါမယ်ရှင်အဖုံးကြီးပဲတီးတန့်ခွက်ကြီးပဲတီးတန့်ရောင်းဝေးရသည့်အလွန်ကိုရှားပါပါတယ်ဒါကြောင့်မို့လို့ customer လေးအနေနဲ့မိမိတို့ရရှိတဲ့အခွင့်အရေးကိုအဆုံးရှုံးမခံဘဲနဲ့လက်ဝယ်ရရှိပိုင်ဆိုင်နိုင်ပါပြီရှင်နောက်တစ်ခုကဘာလဲဆိုတော့မင်းတို့ဒီမှာပေါ့နော် HK ကထွက်တဲ့သူဒီ3ကန့်ထမင်းဘူးရဲ့အဖုံးဖြစ်ပါတယ်အဲ့တော့3ကန့်ထမင်းဘူးရဲ့အဖုံးလေးကဆိုလို့ရှိရင်လည်းအရေးအတွက်အနှင်းငယ်တာကျန်ပါတယ်3ကန့်ထမင်းဘူးလေးရဲ့အဖုံးကိုတော့မင်းက surprise ဈေးနဲ့ရောင်းပေးပါမယ်အဲ့တော့ဒီဟာကိုလိုချင်တဲ့ customer လေးတွေအနေနဲ့မင်းကိုဆက်သွယ်မှာယူနိုင်ပါတယ်သူ့အနေနဲ့အရေးအတွက်ကရောဘယ်လောက်ရှိလဲဆိုလို့ရှိရင်လည်းအနှင်းငယ်ပဲရှိပါတယ်เนาะဒီမှာကျန်တဲ့အရေးအတွက်အနှင်းငယ်ပဲကျန်ပါတယ်ဒါကြောင့်မလို့မင်းတို့ဒီလက်ကားဆိုင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့မင်းတို့ကို customer လေးတွေအနေနဲ့ site တစ်မျိုးကိုယူမယ်ဆိုလို့ရှိရင် stock ကိုပုံဖြတ်ယူပေးရပါမယ်ရှင်အားလုံးကိုကြည့်ရှုပေးတဲ့ customer အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်